ဘာဝရဲ့လက်စော်မွန်ထွတ်တဲ့ထောပတ်တီးနဲ့အုံးထီးတွေကနေအစင်းစင်းထူလုထားတဲ့ဒီလက်လုတ်ဆက်ပြလေးကတော့တင်းအသားအီအတွက်တကယ့်ကိုအံ့ဩစရာကောင်းတဲ့ရလဒ်တွေကိုပေးစွမ်းနိုင်မှာပါဗီဒီယိုအစားမှာတော့လက်ဆက်ပြီးစိမ့်ဆူနေတဲ့ထောပတ်တီးအာဗိုကာဒိုတီးတွေကိုနီးတောင်းထဲကနေဝါကတရာပေါ်ကိုလောင်းချလိုက်တာနဲ့စတင်ထားပါတယ်ဒီလူငယ်လေးကထောပတ်တီးတစ်လုံးကိုဓာတ်နဲ့အသားအရခွဲလိုက်ပြီးအထဲကအစိကိုဖယ်ထုတ်လိုက်ပါတယ်ပြီးနောက်ဇွန်းတစ်ချောင်းကိုအသုံးပြုပြီးနူးညံ့လာတဲ့ထောပတ်တီအသားတွေကိုခွက်တစ်ခုထဲကိုတဇွန်းချင်းစီခတ်ထည့်နေတာပါသူဟာအသားရည်အတွက်အထူးကောင်းမွန်တဲ့အစီအနက်တွေကိုရရှိဖို့အတွက်ထောပတ်တီအမြောက်အများကိုစိတ်ရှည်လက်ရှည်နဲ့ခွာယူနေပါတယ်ရရှိလာတဲ့ထောပတ်တီအသားတွေကိုကြောက်စုံထဲကိုလောင်းထည့်လိုက်ပြီးလက်နဲ့ကင်ရတဲ့ကြောင်းငရုတ်စုံတန်းကိုအသုံးပြုပြီးစတင်ထောင်းပါတော့တယ်သူဟာစီးကြကြကြနဲ့ထောပတ်တီအသားတွေကြေညက်သွားတဲ့အထိအားစိုက်ပြီးထောင်းနေတာပါတဖြည်းဖြည်းနဲ့ထောပတ်တီတွေဟာစိမ့်ဆူပြီးပြည့်နစ်နေတဲ့အနစ်တွေအထိပြောင်းလဲသွားပါတယ်ညနေခင်းကနေညနက်ပိုက်အထိသူဟာဒီအလုပ်ကိုမနာတမ်းလှုပ်ဆောင်နေတာကိုတွေ့ရမှာပါရရှိလာတဲ့ထောပတ်တီအနစ်တွေကိုတစ်သားလင်ပွန့်ပေါ်မှာပြားနေအောင်ဖြန့်ခင်းလိုက်ပြီးမီးဖိုလေးပေါ်မှာဝါတောင်ကြီးတစ်လုံးနဲ့အုပ်ပြီးအပူပေးကအချောက်ခံထားလိုက်ပါတယ်နောက်တနေ့မနက်မှာတော့အစင်းရောင်ရှိခဲ့တဲ့ထောပတ်တီအနစ်တွေဟာအညိုရောင်ပြောင်းပြီးခြောက်သွေးသွားပါပြီသူဟာဒီအချောက်သွေးကိုချစ်ထုတ်ပြီးအဖြူရောင်ပိတ်ဆေးလေးထဲကိုထည့်လိုက်ပါတယ်ပြီးနောက်အားနဲ့ညှစ်ချလိုက်တဲ့အခါမှာတော့ရွှေဝါရောင်တောက်နေတဲ့ထောပတ်တီအစီတွေဟာပန်းကလုံးထဲကိုတဆက်ချင်းစီစီးချလာပါတော့တယ်ဆက်လက်ပြီးတော့အုံးစီထုတ်ဖို့အတွက်အုံးသီးတွေကိုပြင်ဆင်ပါတယ်အုံးသီးခွံတွေကိုဓာတ်နဲ့ခွဲပြီးအထဲကအုံးရည်တွေကိုအိုးတစ်ခုထဲကိုဆူဆောင်းလိုက်ပါတယ်ပြီးနောက်အုံးသီးအသားတွေကိုခွာယူပြီးအပေါ်ကအညိုရောင်အမြဲပါးတွေကိုပါတေးချတင်ပေးလိုက်ပါတယ်တန်ဆင်သွားတဲ့အုံးသီးအသားဖီဖူလေးတွေကိုအတုံးသေးသေးလေးတွေဖြစ်အောင်တုံးလိုက်ပြီးအုံးရည်တွေနဲ့ရောနောကကြောက်ကြိတ်ဆုံမှာစတင်ကြိတ်ပါတော့တယ်ဖြူဖွေးနေတဲ့အုံနို့ရည်တွေဟာကြိတ်ဆုံကနေတဝင်းဝင်းစီးကျလာတာကိုကြည့်ရတာတကယ့်ကိုစိတ်ကျေနပ်စရာပါပဲဒီအုံနို့ရည်တွေကိုအိုးကြီးတစ်ခုထဲမှာထည့်ပြီးတညသိထားလိုက်တဲ့အခါမှာတော့အပေါ်ရံမှာအုံးစီအနစ်တွေတက်လာပါတယ်သူဟာအဲ့ဒီအနစ်တွေကိုခပ်ပြူပြီးအပူဘဲကဆွတ်ထုတ်လိုက်တဲ့အခါမှာတော့ကြည်လင်တိုက်ရှင်းတဲ့အုံးစီကိုကိုနတ်အော်ယိုကိုရရှိလာပါတယ်အခုဆိုရင်စပြလုပ်ဖို့အတွက်အဓိကလွတ်အပ်တဲ့ထောပတ်တီးစီနဲ့အုံးစီနှမျိုးလုံးကိုရရှိသွားပါသည်သူဟာဒီအစီနှမျိုးကိုပန်းကလုံးအကြီးတစ်ခုထဲမှာအချိုးကျရောဆက်လိုက်ပြီးအယ်ကလိုင်းရီအယ်ကလိုင်းဝါတာကိုထည့်လိုက်ပါတယ်ပြီးနောက်တစ်သားချောင်းလေးနဲ့အားစိုက်ပြီးမွေးပေးနေတာပါမွေးဖန်များလာတဲ့အခါမှာတော့အစီတွေဟာတဖြည်းဖြည်းပြစ်လာပြီးနိုးနေရောင်တန်းတဲ့ခရင်ပုံစံမျိုးပြောင်းလဲသွားပါတယ်ဒီအရောအနိုးကိုတစ်သားပုံစံခွက်လေးသေးကိုအသားအရာလောင်းထည့်လိုက်ပြီးညနေပင်ညီညာသွားအောင်လုပ်ပေးပါတယ်ပြီးနောက်တစ်သားလေးထဲမှာထည့်ပြီးအချင်းအတန်းကြအေးခန့်ကခဲသွားအောင်ထားလိုက်ပါတယ်စပြသုံးလေးဟာမာကြောပြီးခိုင်မာသွားတဲ့အခါမှာတော့သူဟာပုံစံခွက်ထဲကနေထုတ်ယူပြီးအရွယ်အစားညီညာတဲ့စပြသုံးလေးရည်ဖြစ်အောင်စက်နဲ့လီးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဖြူဖွေးနူးညံ့ပြီးတဘာဝအစီအနစ်တွေအပြည့်ပါတဲ့လက်လုတ်စပြသုံးလေးတွေကိုရရှိသွားပါပြီဒီစပြလေးနဲ့လက်ဆေးပြတဲ့အခါမှာလည်းအမျိုးလေးတွေဟာနူးညံ့နေပြီးအသားရည်ကိုစိုးပြေးစေမှာအမှန်ပါပဲ